ထိန်းနေတာရဲ့လာမင်းအောက်မှာနက်စစ်တီ8000အောင်အုပ်ချုပ်ရတဲ့ထမ်းဖုံစစ်သူကြီးတယောက်အေးဆက်တဲ့လေပင်လေကြီးတွေကိုခန်းစားနေခဲ့ပါတယ်။တနေရာရောက်မှာတော့လောကဝရောင်အေးချမ်းမှုစောင့်ကျင်းပေးနိုင်တဲ့လက်နက်သမီးချမ်းရဲ့အလှကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်။အဲ့လိုနဲ့ချမ်းကောင်ကိုဆွဲလန်းသွားတဲ့ထမ်းဖုံစစ်သူကြီးကလည်းသူမရဲ့အလှမှာရင်မူးနေရင်းနဲ့လမ်းခုလက်မှာယာတူးနဲ့နက်သမီးလေးတစ်ပါးကိုဝင်တိုက်မိခဲ့ပါတယ်။ဒါပေမဲ့အချစ်စိတ်မုန်ရဲ့ထမ်းဖုံစစ်သူကြီးကနက်သမီးလေးကိုဂရုမစိုက်ပဲချမ်းကောင်ရဲ့နောက်ကသာလိုက်လာခဲ့ပါတယ်။ဒါပေမဲ့ချမ်းကောင်မှာလည်းကောင်းကင်နိုင်ငံရဲ့အတော်ဆုံးလေးတဲ့တော်တူဖြစ်တဲ့ကိုကြီးဆိုတဲ့ကျင်းရတော့နတ်သားပတ်ရှင်လေးကရှိပြီးသားဖြစ်နေပါတယ်။အဲဒါကြောင့်လက်နက်သမီးကိုမှချစ်ခင်ဆုံးမမိရဲ့ထမ်းဖုံစစ်သူကြီးကိုကြောက်စိမ့်အိတ်ဂရစ်ကအပြစ်ပေးရဲ့အနေနဲ့နောင်ဘဝပေါင်း1000တိုင်အောင်ချစ်တဲ့သူနဲ့တွေ့ခွင့်ရမှာဖြစ်ပြီးအတူတကွပေါင်းဖက်မိရင်တော့ကောင်းကင်ဘဝ2ယောက်လုံးကိုတက်စီဆိုတဲ့ချိန်စာနဲ့အတူလူပီကိုပြစ်ချလိုက်ပါတယ်။လူပီကိုရောက်တဲ့ချိန်မှာလည်းချွေးလန့်ဆိုတဲ့မိန်းကလေးနဲ့ဖူးစာဆောင်ခဲ့ပြီးမြဲကောင်းကင်ဘုံရဲ့ချိန်စာကြောင့်ထမ်းဖုံစစ်သူကြီးကလူသားမဟုတ်ပဲဝမ်းမကြီးစီမှာဝင်စားခဲ့တဲ့အတွက်ဝမ်းမိတ်စာဘဝကိုရောက်သွားခဲ့ပါတယ်။အဲဒါကြောင့်သူ့ရဲ့တရုတ်မှန်ကိုတီးသွားတဲ့ချွေးလန့်မိန်းကလေးနဲ့သူ့ရဲ့မိဘတွေကလည်းခရီးသွားရင်ရောက်လာတဲ့ဝူခုံးတဲ့ဆရာတော်ကဝမ်းမိတ်စာကိုနှိမ်နှင်းဖို့အကူအညီတောင်းခဲ့ပါတယ်။အဲ့လိုနဲ့ဆန်ဆရာတော်ကပဲသူ့ကိုကျူးပကျဲဆိုတဲ့အမည်နာမနဲ့မှဲ့ခေါ်စေခဲ့ပြီးသူ့ရဲ့တပည့်တစ်ယောက်ဖြစ်အနောက်ရက်ခရီးကိုခေါ်လာခဲ့လိုက်ပါတယ်။တစ်ဖက်မှာထမ်းဖုံစစ်သူကြီးကိုဝင်တိုက်မိခဲ့တဲ့နတ်သမီးလေးကလည်းခံကြားတဲ့စစ်သူကြီးကိုမြင်မြင်ချင်းချစ်မိသွားခဲ့ရကြောင်းထမ်းဖုံစစ်သူကြီးလူပီကိုအပြစ်ပေးခံရတယ်ဆိုတဲ့သတင်းကြားတာနဲ့သူပါနတ်သက်ကြွေပြီးလိုက်ဆင်းခဲ့ပါတယ်။ထန်ဆရာတော်နဲ့တပည့်3ယောက်လည်းအနောက်ရက်ကိုခရီးထွက်လာရင်ဆရာတော်တပါးနဲ့ဆွမ်းခံကြွားတဲ့အချိန်မှာပင်းကိုညီမ9ဖော်ရဲ့ဖန်စီခြင်းကိုခံလိုက်ရပါတယ်။အကြောင်းကတော့မိစ္ဆာတွေရဲ့ထုံးစံအတိုင်းမသိမျိုးဖြစ်ဖို့ထန်ဆရာတော်ရဲ့အသားကိုစားဖို့ကြံစီကြတာဖြစ်ပေမဲ့မစားခင်ပင်းကိုညီမတွေအားလုံးကစမ်းကြောင်းတစ်ခုထဲမှာရေသွားချိုးကြပါတယ်။ဘူကုံကလည်းဆရာတော်ကိုကယ်ဖို့အတွက်အချိန်ဆွဲလို့ရအောင်ရေချိုးနေတဲ့ညီမတွေရဲ့အဝတ်စားတွေကိုယူလာခဲ့လိုက်ပြီးမိစ္ဆာမလေးတွေဆိုတဲ့အတန်ကြားရတယ်ပါကျဲကသူတယောက်တည်းမိစ္ဆာမ9ယောက်လုံးကိုနှိမ်နှင်းမယ်လို့ပြောကထွက်လာခဲ့ပါတယ်ပြီးရင်တော့9တကောင်အသွင်နဲ့ကောင်မလေးတွေနဲ့ချင်းကပ်ခဲ့ပြီးမြဲကျန်တဲ့သူတွေအားလုံးကအဝေးကိုရှောင်သွားကြပြီး violence ဆိုတဲ့မိစ္ဆာမလေးတယောက်ကကြံနေခဲ့ပါတယ်တကယ်တော့ violence ကကောင်းကင်ဘုံမှာပါကျဲဝင်တိုက်မိခဲ့တဲ့နတ်သမီးလေးဖြစ်နေရဲ့ပြီး2ယောက်လုံးကလည်းမြင်မြင်ချင်းမှတ်မိသွားကြတဲ့အတွက်စမ်းချောင်းထဲမှာပဲချစ်ကြွဝင်ပြီးခဲ့ကြပါတယ် violence ကထမ်းဖုံစစ်သူကြီးကိုသဘောကျတာမဟုတ်ပဲသူချစ်တဲ့သူဘလို့အသွင်ပဲဖြစ်နေဘယ်ဘဝပဲရောက်ရောက်အတူပေါင်းဖက်ရတဲ့အထိတစ္ဆာကြီးမားတဲ့သူတစ်ယောက်ဖြစ်ပါတယ်သူချစ်တဲ့စစ်သူကြီးဝဘဝရောက်သွားသည့်တိုင်အောင်ကိုယ်တိုင်ကပင်းကူမိစ္ဆာတကောင်ဖြစ်နက်စီးစိတ်ကိုပါဆုံးလုပ်ပြီးလိုက်လာခဲ့တဲ့အတွက် violence ကလှပတဲ့ချစ်ချင်းမြတ်တာကိုဖော်ကျူးပြနိုင်ခဲ့ပါတယ် violence ကသူ့ကိုချစ်လုံးလို့နတ်သမီးလေးဘဝကနေမိစ္ဆာဘဝစီလိုက်လာခဲ့တဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာတော့သူ့ကိုယ်သူမိစ္ဆာတကောင်ပဲဖြစ်သွားပြီလို့ခံယူထားတဲ့ပါကြီးကအရင်လိုလူသားဆက်ဆံခံစားချက်တွေပြန်ဝင်လာခဲ့ပြီးမျက်ရည်တွေကျနေပြီးခဲ့ပါတယ်တစ်ဖက်မှာဝူခုံကလည်းပင်းကူညီမတွေရဲ့စံအိမ်ကိုမီးရှို့ခဲ့လိုက်တဲ့အတွက်သူတို့ရဲ့အကိုကြီးမျက်လုံးတရာကင်းချင်မြမိစ္ဆာကိုသွားတိုင်ကြပါတယ်အဲ့လိုနဲ့ပဲသူ့ရဲ့ဘုံကျောင်းကိုရောက်လာတဲ့ဆရာတော်နဲ့တပည့်တွေကိုဖုံးတော်ကြီးအယောင်ဆောင်မျက်လုံးတရာမိစ္ဆာကလက်ဖက်ရည်ထဲမှာအစိတ်ခတ်ခဲ့ပါတယ်ဝူခုံကတော့ရိမ့်မိနေရကြောင်းမတောက်လိုက်မိပေမဲ့ဆရာတော်နဲ့ပါကြီးကအစိတ်မိသွားတဲ့ပြင်မိစ္ဆာရဲ့မျက်လုံးတရာရောင်စင်အစွမ်းကြောင့်ဝူခုံကလည်းဒဏ်ရာရသွားခဲ့ပါတယ်အဲဒါကြောင့်ခရင်အောင်တိမ်များတောင်ပန်းတောင်လိုင်ကူကတက်ဖားအသွင်နဲ့ကျဲစင်စုနှမင်းရဲ့မဲတော်စီကအစိတ်ဖြည်စည်းနှလုံးနဲ့မိစ္ဆာကိုနှိမ်နှင်းဖို့သူ့သားမျက်လုံးတွေကရတနာရွှေအလီတစ်ချောင်းကိုယူလာခဲ့ပါတယ်နောက်ဆုံးမှာတော့မျက်လုံးတရာမိစ္ဆာနဲ့ပင်းကူတွေကိုနှိမ်နှင်းနိုင်ခဲ့ပြီးဝူခုံကလည်းပါကျဲကိုပင်းကူညီမတွေအားလုံးကိုတတ်ခိုင်းခဲ့ပေမဲ့ပါကျဲကတော့သူချစ်တဲ့ violence တယောက်ကိုတော့ချမ်းသာပေးခဲ့ကဆရာတော်နဲ့အနောက်ရက်ကိုပဲဆက်ပြီးလိုက်ဖို့ရွေးချယ်ခဲ့ရပါတယ်အဲ့လိုနဲ့လက်ရှိအချိန်ကာလမှာရွေးချယ်ခံမြောက်လေးနဲ့ပါကျဲတို့ကဝူခုံရဲ့ရှာတတ်တော်ရှိကပန်းဝပုံကျောင်းကိုပြန်လည်ရောက်ရှိလာကြပါတယ်နှစ်ပေါင်း900ကြာမြင့်ပြီးတဲ့နောက်အိုမင်းနေပြီဖြစ်တဲ့ violence မှာပင်းကူသမီးလေးတွေ9ယောက်မွေးခဲ့ပြီးပန်းဝပုံကျောင်းကိုမရောက်ခင်ဒုတိယအမတော်ပင်းကူနဲ့တိုက်ခိုက်ခဲ့ရတဲ့အချိန်မှာတော့ပါကျဲကပင်းကူအကြောင်းအဖမ်းခံခဲ့ရပါတယ်violence ကပါကျဲအသက်ရှင်ဝင်ပေးခဲ့တဲ့အချိန်မှာသူရခဲ့တဲ့ဒဏ်ရာတွေကြောင့်သူ့ညီမတွေရဲ့အသားကိုပဲပြန်စားပြီးအသက်ဆက်ခဲ့ရတဲ့အကြောင်းပြောပြပါရတယ်။ပါကျဲကတော့အဲ့ဒါကသူ့ဆရာတော်ကိုစားဖို့ကြံစီခဲ့တဲ့အပြစ်ကြောင့်ပဲလို့ပြန်လည်ခြေပပြီးဘူခုံရဲ့ရှာမတွေက violence စီမှာလို့ကြားထားတဲ့အတွက်တကယ်ဟုတ်မဟုတ်မေးကြည့်ပါတယ်။ violence ကတော့ဘာမှမပြောပဲသူ့ရဲ့အငယ်ဆုံးသမီးလေးဖြစ်တဲ့နေရွယ်ကားကားနဲ့ကလေးမလေးကိုထုတ်ပြခဲ့ပေမဲ့တခုခုကိုခန်းစားလိုက်ရတဲ့ပါကျဲကလည်းမသိချင်အောင်စောင့်နေခဲ့ပါတယ်။ violence ကသူနဲ့ပါကျဲရဲ့ချစ်ချင်းကိုခွဲတဲ့သူကဝူခုံလို့ထင်နေတဲ့အတွက်မြောက်တွေကိုအသိမုန်းတာကြောင့်အခုမှရောက်လာတဲ့ရွေးချယ်ခံမြောက်ကိုလည်းတတ်ဖို့လုပ်ပါတယ်။ဒါပေမဲ့ရွေးချယ်ခံမြောက်ကိုတော့မနိုင်တဲ့အတွက်သူ့ကိုမျက်လုံးတရာမိစ္ဆာစီအကူကြီးသွားတောင်းပါတယ်။မြောက်ဆိုရင်ကိုမုံတီးနေတဲ့သူတွေဖြစ်တဲ့အတွက်မျက်လုံးတရာမိစ္ဆာကလည်းရွေးချယ်ခံမြောက်ကိုတိုက်ခိုက်ဖို့ violence ကိုသူစောက်ရှောက်ခိုင်းထားတဲ့ဝူခုံရဲ့အမတွေကိုပြန်ထုတ်ယူပါတယ်။ violence ကတော့ရထားတဲ့ဒဏ်ရာတွေပြင်စွမ်းရည်ပါထုတ်ယူခံရတဲ့အကြောင်းတေလူမျိုးပါဝေဒနာကိုခံစားနေရတဲ့အတွက်မိခင်ဖြစ်သူကိုကြည့်မနေနိုင်တော့တဲ့ပင်းကူမလေးတွေကလည်းသူတို့ရဲ့ဦးလေးကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ရွေးချယ်ခံမြောက်လေးကလည်းဝူခုံရောက်ခဲ့မှုတဲ့ခရမ်းအောင်တိမ်များတောင်ကိုကြောက်ခဲ့ပေမဲ့နံပါတ်1ကနေမိစ္ဆာဖြစ်နေတဲ့ကျဲစင်စုကြက်ကြီးကိုနှိမ်နှင်းနိုင်ခဲ့ပြီးသူ့မျက်လုံးတွေကရတနာအက်လေးကိုလည်းအရယူနိုင်ခဲ့ပါတယ်။အဲ့လိုနဲ့မျက်လုံးတရာမိစ္ဆာရဲ့အားနည်းချက်ဖြစ်တဲ့ရတနာအက်လေးကြောင့်ပဲရွေးချယ်ခံမြောက်လေးကအနိုင်ယူနိုင်ခဲ့ပြီးတော့ violence ရဲ့နောက်ဆုံးအချိန်ကိုလည်းရောက်လာခဲ့ပြီးဖြစ်ပါတယ်။ပါကျဲအနေနဲ့သူချစ်တဲ့သူသူ့ရဲ့သွေးသားကရှေ့မှာရှိနေပါလေရဲ့ကောင်းကင်ဘုံရဲ့ချိန်သားကြောင့်အဆုံးသတ်မှာတေချာပေါက်ခွဲခွာရမယ်ဆိုတာကိုလည်းကြိုသိနေခဲ့ပါတယ်။သူ့မှာဝူခုံလိုမျိုးလဲကောင်းကင်ဘုံကိုစစ်ခင်းနိုင်မှုစွမ်းအားနဲ့တက်တီလည်းမရှိရကြောင်းသူတက်နိုင်တဲ့ဘက်ကနေသူချစ်ရတဲ့သူတွေမနာကျင်စေဖို့အတွက်ဝေးခွာခြင်းဆိုတဲ့အရာကိုပဲရွေးချယ်လိုက်ပါတယ်။ဒါတွေကိုမသိခဲ့တဲ့ violence ကတော့သူ့ရဲ့နောက်ဆုံးအချိန်မှာရှင်ကမပြောင်းလဲသေးဘူးပဲဆိုတဲ့စကားနဲ့တူသူချစ်တဲ့ပါကျဲကိုအယူအောင်လို့ပြောရင်းပဲသိဆုံးသွားခဲ့ပါတယ်။ချစ်ချင်းမြတ်တာဆိုတာဘလောက်ပဲစစ်မှန်ပါစေဘလောက်ပဲလှပနေပါစေနီးစပ်ချင်းကနှစ်ယောက်လုံးကိုနာကျင်စေမယ်ဆိုတာကြိုသိနေတဲ့ပါကျဲကနောက်ဘဝဆိုတာသာရောက်ခဲ့ရင်သူ့ကိုထပ်ပြီးရွေးချယ်နေမှာဆိုတဲ့အတွက်ချစ်တဲ့စိတ်ကြောင့်အသေးမနဲ့တစ်ချက်မှလှည့်မကြည့်ပဲလက်လွတ်ပေး
လိုက်ပါတယ်ပြေးတဲ့သူနဲ့လိုက်တဲ့သူမှာဘသူကပို့ပြီးပြင်ပန်းရလဲဆိုတာကအတိတ်ပဲရေးရရမရှိပေမဲ့နောက်ထပ်ဘဝပေါင်း999ခုမှာထမ်းဖို့စစ်သူကြီးတစ်ဖြစ်လဲကျူးပါကျဲကသူချစ်ရတဲ့သူတွေကိုနာကျင်စွာကြောခိုင်းရအောင်မှာဖြစ်ပါတယ်အဆုံးသတ်မှာတော့ချစ်ချင်းမြတ်တာတစ်ခုကပိုင်ဆိုင်ရသည်ဖြစ်စေဝေးကွာခဲ့ရသည်ဖြစ်စေတယောက်နဲ့တယောက်ဘလောက်ထိနှစ်ကာချစ်ကြလဲဆိုတာဒါအဓိကဖြစ်တဲ့အတွက်ကျွန်တော်တို့မှာရောပါကျဲလို့စွန့်လို့ရတဲ့တတိမျိုးရှိရလားဆိုတာကို chapter 4ကမေးခွန်းထုတ်သွားခဲ့ပါတယ်ဒါကတော့ Black Mirror ခုံးရဲ့ chapter 4ဖြစ်ပြီး chapter 5ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးတွေလုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်